ကျွန်တော်တို့နေထိုင်တဲ့ကဘာကြီးဟာနည်းပညာတွေဘလောက်ပဲတိုးတက်နေပါစေသိပ္ပံပညာရှင်တွေနဲ့သမိုင်းပညာရှင်တွေတောင်အပြေမထုတ်နိုင်သေးတဲ့လျှို့ဝှက်ချက်တွေအများကြီးရှိနေပါသေးတယ်တချို့အရာတွေဟာလူသားတွေဖန်တီးခဲ့တာလို့ယုံကြည်ရခက်တယ်လို့တချို့ကတော့တဘာဝတရားရဲ့စမ်းကြင်မှုတွေအဖြစ်ကြံရစ်နေစေပါဒီနေ့မှာတော့ကဘာပေါ်ကအထူးဆန်းဆုံးနဲ့အပြေမရှိသေးတဲ့နေရာ၄ခုအကြောင်းကိုတူတူလေ့လာကြည့်ရအောင်ပထမဆုံးနေရာကတော့အင်္ဂလန်နိုင်ငံမှာရှိတဲ့ Stonehenge စတုန်းဟင်ဂျ်ပါဒီကြောက်တုံးကြီးတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်ကတည်းကတည်ရှိခဲ့တာပါအံ့ဩဖို့ကောင်းတာကဒီကြောက်တုံးကြီးတစ်ခုချင်းစီဟာတန်ချိန်20ကျော်အထိလေးလံတာပဲဖြစ်ပါတယ်အဲ့ဒီခေတ်ကဆက်ရန်တရားတွေဂရိန်းတွေမရှိဘဲနဲ့ဒီလောက်လေးတဲ့ကြောက်တုံးကြီးတွေကိုမိုင်ပေါင်း150ကျော်ဝေးတဲ့နေရာကနေဘလို့တည်ယူခဲ့တယ်လဲဘာကြောင့်ဒီလိုဆက်ဝိုင်းပုံစံစီထားခဲ့တာလဲနက္ခတ္တဗေဒအတွက်လားဒါမှမဟုတ်ဘာသာရေးဆိုင်ရာတစ်ခုခုလားအခုထိတော့ဘယ်သူမှတိတိကျကျမပြောနိုင်သေးပါဘူးEaster Island ကျွန်းပေါ်ကကြောက်ရွံ့ကြီးများဒီကျွန်းမှာမိုအိုင်းလို့ခေါ်တဲ့အေယာမကြောက်ရွံ့ကြီးပေါင်း900နီးပါးရှိပါတယ်ဒီကြောက်ရွံ့ကြီးတွေဟာလူတစ်ကိုယ်လုံးစာရှိတာဖြစ်ပြီးအများစုဟာမြေကြီးထဲမှာမြုပ်နေတာပါရှေးခေတ်လူတွေဟာဘာရည်ရွယ်ချက်နဲ့ဒီကြောက်ရွံ့ကြီးတွေကိုထွန်းထူးခဲ့တာလဲကျွန်းတစ်ပတ်လုံးမှာဒီလောက်လေးတဲ့အရာတွေကိုဘလို့နည်းနဲ့ရွှေ့ပြောင်းခဲ့တာလဲဒေတာခန်တွေရဲ့ဒဏ္ဍာရီအရတော့ဒီကြောက်ရွံ့ကြီးတွေဟာသူ့အလိုလိုလမ်းလျှောက်သွားခဲ့တာလို့တောင်ဆိုကြပါတယ်ဒါဟာတကယ်ပဲလူသားတွေရဲ့လက်ရလားဒါမှမဟုတ်တခြားစွမ်းအားတစ်ခုခုကြောင့်လားကိုမှတ်မှာထင်ကြီးပေးသွားပါဦးနာဂါဝိုင်းကောင်းကင်ယံကပကြီးကားများပီရူးနိုင်ငံကနတ်စကာတဲကန်နာရထဲကိုတွားကြည့်မယ်ဆိုရင်တော့မြေပြင်ပေါ်မှာဆွဲထားတဲ့ထူးဆန်းတဲ့မြင်းကြောင်းကြီးတွေကိုတွေ့ရပါလိမ့်မယ်ဒီပုံစံတွေဟာမြေပြင်ပေါ်ကကြည့်ရင်ဘာမှမသိရပဲမီတာရာပေါင်းများစွာအမြင့်ကနေကြည့်မှသာတိရစ္ဆာန်ပုံစံတွေအဖြစ်မြင်တွေ့ရတာပါလွန်ခဲ့တဲ့နှစ်ပေါင်း2100ကျော်ကလူတွေဟာလေရင်လည်းမရှိဘဲနဲ့အမြင့်ကနေကြည့်မှမြင်ရမယ့်ဒီပုံတွေကိုဘာကြောင့်ဒီလောက်တိတိကျကျဆွဲခဲ့တာလဲဒါဟာဂျိုသားတွေအတွက်လမ်းညွှန်ချက်တွေလားဒါမှမဟုတ်နတ်ဖျားတွေကိုပူဇော်ဖို့လားဒီနက်နဲမှုဟာဒီနေ့ထိပဟေလီဖြစ်နေသေးပါဘာမြူဒါ triangle တေမင်တရီကန်နဲ့မြေနောက်ဆုံးတစ်ခုကတော့အားလုံးသိကြတဲ့ဘာမြူဒါ triangle ပါဒီနယ်မြေထဲမှာတင်မောတွေလေရင်တွေထူးဆန်းစွာပျောက်ဆုံးမှုတွေအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။သိပ္ပံပညာရှင်တချို့ကတော့ဒီနေရာမှာတန်လိုက်ဆက်ကွင်းဖောက်ပြန်မှုတွေရှိနေတယ်လို့ယူဆကြသလိုတချို့ကလည်းပင်လယ်အောက်ကနေမီသိန်းဂတ်စ်တွေထွက်လာတာကြောင့်တင်မောတွေနစ်မြုပ်တာလို့ဆိုကြပါတယ်။ဒါပေမဲ့ပျောက်ဆုံးသွားတဲ့လေရင်တွေရဲ့အကျွင်းအကြံကိုရှာမတွေ့တာရေဒီယိုအဆက်အသွယ်တွေရုတ်တရက်ပြတ်တောက်သွားတာတွေကတော့ဒီနေရာကိုကြောက်စရာအကောင်းဆုံးလှုပ်ဝက်ချက်တစ်ခုဖြစ်စေခဲ့ပါတယ်။ကဘာကြီးဟာကျွန်တော်တို့ထင်ထားတာထက်ပိုပြီးစမ်းကြယ်ပါတယ်ဒီနေရာတွေထဲကဘယ်နေရာကတင့်ကိုအံ့ဩစေဆုံးလဲတင့်မာရောဒီလျှို့ဝှက်ချက်တွေနဲ့ပတ်သက်ပြီးကိုယ်ပိုင်အယူအဆတွေရှိလားခါမတ်မှာရေးခဲ့ပါဦးဒီလိုဗဟုသုတရစရာဗီဒီယိုတွေကိုအမြဲကြည့်ဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်